အားလုံးပဲမင်္ဂလာပါအင်ဂျီရဲ့ Orupo Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူထလီယာရဲ့ခိုးရုံးကချစ်သူဆိုတဲ့စာအုပ်ကလေးရဲ့အပိုင်း7ကိုဆက်ပြီးဖတ်ပြပေးတော့မှာဖြစ်ပါတယ်နားဆင်ပေးကြပါအောင်ရှင်မောင်ကိုသူချစ်တယ်ဆိုတာတကယ်ရောဟုတ်ပါမလားမောင်ကတော့တကယ်ကိုတက်စတလန်နဲ့သူ့အပေါ်ချစ်မိသွားရတာပါမိမိပြန်ရောက်လာတော့မောင်အိမ်ရှိမှရှိနေတာကိုတွေ့ပြီးအော်သွားရသည်ဒီနေ့ဆိုပြမွေးနေဆိုတမီပြောတော့ရှောက်လေပြီးမှအိမ်ပြန်ရောက်မှဆိုဘလို့ဖြစ်ပြီးအစိုးရပြန်ရောက်နေရတာလဲမျက်နှာကလည်းငိုထားတဲ့ယုံနဲ့သူ့ကိုစိတ်ကောက်ပြီးဘယ်မှမသွားပဲတမင်အိမ်ကိုကြံချလာတာညနေကျမှပဲဖျားသွားရင်သွားတော့မယ်နေရာတကာကိုယ်စိတ်ကြီးပဲမလုပ်ပါနဲ့တပီးရဲ့ကိုပြေကအလုပ်တစ်ဖက်ရှိသေးတယ်မဟုတ်လားပြီးတော့သူမိဘကိုလည်းသူကကြောက်ရတယ်ကိုကအားတဲ့ထင်ပြီးရှောက်သွားစီပေမဲ့သူ့မှာအလုပ်တွေရှိနေရင်လည်းရှိနေနိုင်တယ်လीနားလဲပြီးလိုက်စမ်းမှာညနေဘက်တော့ဖျားလိုက်ပို့ပေးမယ်မလားပြောတာပဲမသိသေးပါဘူးမောင်ကတော့သူညနေဘက်ရောက်လာကမောင်ကိုလာတောင်းမှလိမ့်မယ်လို့တွက်ဆထားပါသည်ဒါကြောင့်မိမိဖျားသွားမှလားမိတာကိုပင်ခပ်ပေါ့ဖြေထားခဲ့တာပေါ့မသွားဘူးလို့ပြောပြီးမှထွက်သွားရင်မိမိစိတ်ထဲပူပန်နေရမှဆိုတာကြောင့်သွားမဲ့ဟန်ပဲဖြေထားလိုက်မိသည်မိမိစီကန်းသွားတာနဲ့မောင်လည်းပဲရေမိုးချိုးအဝိစားလဲကသူလာခေါ်မဲ့အချိန်ကိုညှို့နေပြီးတော့သည်ဘလို့ပဲဖြစ်ဖြစ်သူသာရောက်လာမယ်ဆိုရင်မောင်ရင်ထဲမှာနာနေတာကိုအတင်းကျိတ်မိတ်မျိုးတိတ်ကသူ့မွေးနေမှာသူ့စိတ်ချမ်းသာအောင်နေပေးလိုက်မယ်လို့ပင်စိတ်ကောင်းမွေးကတွေးထားလိုက်ပါသေးသည်ဖုံးမိတန်ကြားလိုက်တာကြောင့်မောင်ရင်ခုံတန်ကတည်းလေးနဲ့နေအောင်အခုံမြန်လာရသည်ဒီအချိန်ဖုံးဆက်လာတဲ့သူဟာသူမဟုတ်လို့ဘယ်သူများဖြစ်နိုင်မှာမို့လို့လဲမောင်ကညီနေတဲ့ဖုံးကိုဒီအတိုင်းပဲစိုက်ကြည့်နေလိုက်ပါသည်ဒေါ်နန်းကပဲမနေနိုင်စွာဖုံးကိုကင်လိုက်ပါသည်ကိုပီလာရှိပါတယ်ခေါ်ကြည့်ပေးမယ်လေဟုတ်ပြောပြီးဖုံးကွက်ကိုလက်နဲ့ပိတ်ကပြောမှလာပုံစံဖြင့်မိကိုဆက်ပြီးလှမ်းမိလာသည်မောင်ဖုံးကွက်ကိုလှမ်းယူကဘာတမ်းမှပြန်မပေးဘဲနားသာထောင်နေလိုက်သည်မောင်ရဲ့အသက်ရှူသံကိုသူမှတ်မိပါသည်အမောပြေလေးလားဒီနေ့ဖြစ်တဲ့ကိစ္စကမပြောနဲ့ဘာမှထပ်ပြောနေစရာအကြောင်းမရှိဘူးနင်ဘာကိစ္စငါစီဖုံးဆက်တာလေနင်နဲ့ငါနေချားထဲမှာဖုံးဆက်စရာအကြောင်းရှိသေးလို့လားအဲ့ဒီလိုမပြောပါနဲ့ကွာဒီနေ့တစ်နေ့လုံးမောင်နဲ့အဆင်မပြေလို့လူကတည်ကျင်နေတာမောင်စိတ်ကျင်တော့အောင်ဘာလုပ်ပေးရမလဲငါကိုတော့မမုန်းလိုက်ပါနဲ့ဘာလုပ်ပေးရမလဲဆိုတာမင်းနေမဲ့အစားသူမောင်စီကိုအပြေးသာရောက်လာရင်ဒီပြဿနာတွေကအလိုလိုညှိမယ်ဆိုတာကိုသူနားမလဲလေရောသလားဘာလဲငါဘက်ကခေါ်တာကိုသူစောင့်နေရလားသွားစမ်းပါတခါပဲဟန်တို့ကအဆက်ကွဲခံလိုက်ပြီနောက်တစ်ချိန်တော့မဖြစ်စေရပါဒါပဲဟာနင်းနဲ့ငါနဲ့ကီးမကြိုက်ပါဘူးနေပေးနားမှာလဲအဖို့ရှိနေပြီပဲဟာငါ့ကိုလာပြီးဇလန်းလာထွင်မနေနဲ့နင်းဘွားနင်းပါတာပျော်အောင်နေတော့ငါလည်းငါဘွားနဲ့ငါပျော်အောင်နေမယ်ဟာကွာနောင်ကပိတ်ရက်စလုံးနဲ့ဟုတ်တယ်ငါရက်ဆက်တယ်ညကိုအစကလေးကငါမှားထားပြီးသားလေငါစိတ်ကနည်းနည်းလေးတောင်ထိချမခံနိုင်ဘူးနေ့ကိုပြက်ပြက်တူတာနေခိုင်းခဲ့တာကိုနေပါလို့အရင်မဆိုင်ပဲပလူးနေတယ်လေရင်လန်းခင်းပြီးတော့အခုကဝင်ရဲတာနေ့ပေါ်မှာပိုင်စပိုင်နေလို့ရဲတာနေထင်တာမဟုတ်ဘူးတော်ပြီငင်းငါစီဖုံးဆက်တာဒီတစ်ခါနောက်ဆုံးဖြစ်ပါစေဒါပဲမောင်ကဖုံးကွက်ကိုချပြလိုက်သည်သူမိနိုင်မောက်စီကိုချက်ချင်းအပြေးရောက်လာကမောင်ကျင်းတဲ့မစ်စကားတွေကိုဖြည့်ရှင်းလေအဓိကမောင်ရဲ့စိတ်ပြေအောင်သူဆွမ်းဆောင်ရမှာချစ်သူတယောက်ရဲ့တောင်းရင်မဟုတ်လားမောင်ကမျက်နှာလေးကိုပြုံးကသူရောက်လာမဲ့အချင်းကုန်ရေပုံစွာနဲ့စောင့်နေလိုက်သည်ဒီတစ်ခါတော့မောင်ရဲ့စိတ်ကူးဖြစ်လာတော့မယ်ဆိုတာကိုအပိုင်တွက်ထားလိုက်ပါသည်မောင်ဘကမျောလင့်နေတဲ့အချိန်မှာဆိုပြဘကလည်းမောင်စီကိုအပြေးသွားဖို့အတွက်ကားတော့ကိုကောက်ကင်ကထပ်ဖို့ပြင်နေခြင်းဖြစ်သည်
ကိုပြေအစင်းသစ်ဖြစ်ရင်ဖျားသွားကြမယ်မမီလဲလိုက်မယ်တားပြီးရင်အောက်ကိုဆင်းလာခဲ့တော့နော်ဟုတ်မမီရဲ့အတန်ကိုအခန်းပြင်ဘက်ကကြားလိုက်ရသည်သူငိုကျင်သွားရကအခန်းပြင်ထက်ကမမီကိုတောင်းပန်လိုက်ရ၏ဖျားကိုကျွန်တော်မလိုက်တော့ဘူးမမီဒီမှာမောင်နဲ့ရေးလဲပြဿနာတက်နေတာတော့မရှိလို့မဖြစ်တော့ဘူးခုပဲမောင်စီသွားတော့မလို့မမီတို့ခါသာသွားလိုက်တော့နော်ဟဲ့ဘယ်ဖြစ်မလဲကာမပေးမဲ့သူမှမရှိတဲ့ဟာနင့်ဖေကလည်းအကျေးသွားသိနေတာနဲ့ဆိုငိုးချိုးမှပြန်ရောက်မှာဘယ်မလဲကာမောင်းမဲ့သူတက်စီနဲ့ငါသွားလိုက်ပါလားဟိုးအတိတ်ပဲမရှိရကိုပြင်းတော့မင်္ဂလာတို့သားမိကမနဲ့ဖြစ်မေးပြန်တော့မှာပြန်လာနီးမှမမီတို့ဘက်ကအဲဝမကြည်တာမျိုးမဖြစ်စေချင်ဘူးသူတို့စီသွားတော့ကပြောစရာမရှိအောင်အလိုက်တတိဧကန္တာတွေကိုမိပြလိုက်လို့ရမှာလားကျွန်တော်မှလည်းအခက်ခဲရှိနေလို့ပါပြောနေနေတော့ဟိုကကြာသွားရင်မကောင်းဘူးဒီလိုလို့အခုဖျားသွားရင်မောင်ကိုပါခေါ်ပေးလိုက်မဖြစ်ဘူးမောင်ကိုဝင်ခေါ်လိုက်လို့လုံးမမဖြစ်ပါသူ့အလုပ်ကိစ္စရှိရဲဆိုပြီးမောင်ကိုညပြောထားခဲ့သည်မောင်ရဲ့စိတ်ကတမျိုးပြောထားတဲ့စကားတစ်ခုကိုအမိတတ်တယ်လို့စင်ကြီးပေးတတ်တာကိုလည်းလက်မခံတတ်ပါကျွန်တော်ကောင်းနေပူလာရတာကြောင့်စိတ်ရှိလက်ရှိကိုခေါ်ပြလိုက်မိသည်ကဲမိမိစိတ်တူလာပြီနော်ပြောတဲ့အတိုင်းလုပ်ရင်လို့မလုပ်ရင်မိမိတို့ကိုပဲဖျားလိုက်ပို့ပြီးလိုက်တော့ခုပြောပြီးမိမိကကျွန်တော်နာကထွက်သွားတော့သည်မိမိလက်ကိုသူ့လှဆွဲထားကဒီနေ့တနေ့လုံးလဲသူ့စိတ်တိုင်းကြနေရာနဲ့လိုက်ပို့ပြီးပြီပဲမိမိဟာဖျားကိုမလိုက်ယုံနေတော့ကျွန်တော်ဘက်ကအဲဝမကြည်တာမျိုးဖြစ်မယ်မထင်ပါဘူးယူလို့ဖြစ်နေရတယ်ခုပေးမောင်နဲ့မင်းနဲ့ကအခုမှသမီးစားဘွားပဲရှိသေးတာနော်တင်မရမှုကြသေးဘူးဒီဘွားမှာလည်းကမင်းဘက်ကဒီလောက်ပြာခက်ပြီးကြောက်ပြနေရင်ဟိုကနောက်ပိုင်းကျမှပိုကန်တက်လာလိမ့်မယ်မှတ်ထားခုကိစ္စကကျွန်တော်ဘက်ကမှားနေလို့ပါမသိဘူးဘာမှပြောမနေနဲ့တော့ငါကလိုက်ဖို့ဆိုမင်းလိုက်ဖို့ပဲအမေစကားကိုနားမထောင်ပဲစွတ်ပြုတ်လို့ကတော့မောင်နဲ့ဇလန်ကိုမင်းဖြတ်ပစ်ဖို့စဉ်းစားထားဘယ်မိပါမစို့ကိုသားသမီးကိုနိုင်တဲ့သူရဲ့လက်ထဲမထည့်ကြတာတဘာဝပဲဆိုတာမင်းနားလေထားမောင်စီကိုသွားမယ်လို့ဆုံးဖြတ်ထားတဲ့ကျွန်တော်ရဲ့စိတ်ကူးတွေကပြည့်ပြည့်သွားခဲ့ရသည်မိမိရဲ့စနာကိုကျွန်တော်ထပ်ပြီးဂလန်ကစားမလို့ရတော့ပါကျွန်တော်ကိုယ်တိုင်မသွားနိုင်တာကြောင့်ဖုံးဆက်ပြီးတောင်းမှကိုဆုံးဖြတ်လိုက်ပါသည်ကဲအောက်ထပ်မှာစောင့်နေမယ်တောင်းနေရင်မင်းလိုက်ခဲ့တော့တင်နှထားကိုပြင်ထားပါတင်လို့ရုံနဲ့ထွက်လာလို့ကတော့မင်းဖေနဲ့ကိုပါတိုင်ကြောမယ်အဖေရဲ့လက်သည်ဘလောက်အဆန်းထက်တယ်ဆိုတော့ကိုကျွန်တော်သိနေတာကြောင့်ရင်မေကတမင်ချိတ်ချောက်သွားတာပဲဖြစ်ရမည်ဒီတခါဖုံးကင်ရဲ့သူကမောင်ကိုတိုင်းပါပဲမောင်စီကိုလာခဲ့မလို့ကွာဖေဖေကစိတ်ရင်းနေအရေးတကြီးလောက်ခိုင်းနေလို့လာလို့မရဘူးဖြစ်နေတယ်မလာပဲလည်းမနေနိုင်ဘူးဒီနေ့မောင်မျက်နှာကိုမတွေ့ရရင်အိတ်လို့ပြောမှမဟုတ်တော့ဘူးစိတ်ရင်းနေလောက်ပြီးတာနဲ့လာခဲ့မယ်နော်မိုးချိုရင်ချုပ်ပါစေအိမ်မမတက်ရလဲမောင်မျက်နှာကိုရန်တာကနေမြင်ရရင်လည်းကျဉ်တ်တယ်နင့်ကိုလာပါလို့ဘယ်သူကခေါ်နေလို့လဲအပိုးတွေလာလုံးနေနဲ့မခေါ်လဲလာမှာပဲကွာလက်ဖြင့်ကြရင်မောင်ကိုဖျားလိုက်ကိုပေးမယ်နော်မတော်ဘူးဒီနဲ့ငါနဲ့ပြက်ပြီဟာတက်တလုံးမပြက်ဘူးငါဘောမှာမောင်ဆိုတဲ့ကောင်မလေးမရှိလို့မဖြစ်ဘူးဘောင်ကနံပါတ်1အရေးကြီးဆုံးပဲချိုးတရဲ့မောင်ကဖောက်ချသွားတာကြောင့်သူ့တပြင်းကိုချရင်မိမိစိတ်တိုင်းကြမာလာတို့သားမိကိုဖျားလိုက်ဖို့ပေးဖို့အတွက်အောက်ထပ်သို့ဆင်းလာခဲ့လိုက်ရပါသည်ရှင်ထဲမှာတော့စိုးထွေးစိတ်ငြိမ်မှုတွေများနေတာကြောင့်တဆပ်ပလီမကိုမပြော့ပိုင်းနိုင်ပါသူရောက်မလာဘူးဆိုတာတခြားသွားတဲ့အတွက်မောင်ကတယောက်တည်းပဲဖျားကိုသွားဖို့စိတ်ကူးလိုက်ပါသည်တယောက်တည်းဆိုတော့တိတ်လည်းကြာနိုင်မှာမဟုတ်တာကြောင့်မမေကိုလည်းဖုံးဆက်ပြီးပြောမနေတော့ပါဆိုပြီးနေချစ်သူတွေဖြစ်သွားပြီးရဲ့နောက်ပိုင်းမောင်တယောက်တည်းဘယ်နေရာကိုမှမသွားဘူးတော့တာမို့ခုတယောက်တည်းလာတော့ကြောင်တလို့ဖြစ်နေရသည်သူနဲ့အမြဲတမ်းလာနေကြရွှေတကုံတောင်ပန်းမုံမှာပဲ
ကားကိုရက်ကထလီကနဲ့မောင်တက်လာခဲ့လိုက်မိသည်သူ့မွေးနေ့မှာသူမအားပေမဲ့မောင်ကသူ့အစားကောင်းမှုကုသိုလ်တွေလုပ်ပေးခြင်းမိသည်ကိုချီရတဲ့သူဘဝအေဂျင်စီဖို့အန်လျက်ကင်းစီဖို့အတွက်ဖះမှာပန်းရည်ချမ်းစီမီကက်လိုမဲဆိုပြီးရှောက်လာခဲ့ရတာပါနောက်ရဲ့အချစ်ကိုသူနားလည်မဲဆိုရင်ဘလောက်များကောင်းလိုက်မလဲသူနဲ့ဘယ်တော့မှစိတ်ဝမ်းမကွဲတဲ့အဖြစ်မျိုးရှမ်းဖြစ်ပြီးငငင်းချင်းတဲ့ဘဝမျိုးမရှိပါစေနဲ့လို့ဖះမှာဆုတောင်းနေမိသည်ဖះရဲ့အရေးမှာမောင်ရင်တဲ့ငင်းချင်းအေးမြလို့နေရ၏ရှင်ထဲမှာရှိနေတဲ့အဘူတော့ကတွေဆိုတာကလည်းအဝေးသို့လွင့်တလို့ပင်ဖြစ်နေရသည်မောင်သည်ဖះရှိခိုးပြီးပေမဲ့ထိုင်နေရကနေထမပြန်သေးပဲစိတ်အေးချမ်းမှုနဲ့အတူဆက်ထိုင်နေဖြစ်ပါသည်သူနဲ့အတူထိုင်ရဘူးတဲ့နေရာကိုဟန်တလူလိုရှိတာကြောင့်တမင်မပြန်သေးပဲထိုင်နေမိတာဖြစ်သည်သူ့ကိုတတိယပေမဲ့ညနှုံးကတော့ဖះလာဘူးကြသောသူတွေကိုရှောက်ကြည့်နေမိပါသည်သူရောက်လာရင်ကောင်းမှာပဲဆိုတဲ့အတွေ့ကိုလည်းတွေးနေမိပြန်သေးသည်ငင်းမောင်ရဲ့အမိအာရုံနဲ့ကိုမြင်မှုနေကြဖြတ်လို့မရနိုင်တဲ့ပေါ်ရည်တစ်ခုကတွင်ရောက်လို့လာသည်ရှူဒီယမောဝန္တာအာယာထိုင်နေရမှမောင်အပြေးသောဖို့ထရလိုက်မိသည်မောင်ရဲ့အာရုံထဲမှာသူတယောက်တည်းပဲရှိနေခဲ့ပါသည်သူတယောက်တည်းကိုပဲမောင်မြင်နေရသည်မောင်ပြသွားတယ်ဆိုတာကိုတီးလို့လိုက်လာတာပဲဖြစ်ရမည်ဟုမောင်ကယူဆလိုက်မိတာကိုမောင်ချီလန်း3-4လမှာသူကလည်းမောင်ကိုမြင်တွေ့သွားလေသည်ဒါပေမဲ့ပေါင်ဝမ်းသာသွားသလိုမျိုးသူ့မျက်နှာအမူအရာကဝမ်းသာလိုက်လည်းမသွားပဲပြင်းယုံသွားတာကြောင့်မောင်မအောင်ဝသွားမိ၏သူ့အကြည့်ကမောင်ကိုကြည့်နေရမှဒီဘက်ကိုမလုံးသလိုတစ်ချက်လှမ်းကြည့်လိုက်တာကြောင့်မောင်အကြည့်ပါသူကြည့်လိုက်တဲ့နေရာကိုလှမ်းကြည့်သွားပြရသည်ဟင်းသူနဲ့ရှင်တွေပြီးပါလာတဲ့မိန်းကလေးကနနကမောင်ရဲ့အသေးကိုခွဲလိုက်တဲ့မိန်းလေးပါလားဟာကြည့်မှုကဟောင်းကနေထပေါက်ကွဲလာကမောင်နှုတ်ခမ်းကိုကပ်ပြလိုက်မိသည်သူပါညင်းအောင်ပါလေညင်းလို့လေရှားနိုင်တော့တဲ့အခြေအနေမှမဟုတ်တော့တာပဲလှမ်းနေတဲ့ခြေလမ်းကိုချက်ချင်းရဲ့ပြစ်လိုက်ကမောင်ကမျက်နှာထားကိုချက်ချင်းခပ်ပြုံးပြုံးဟန်လှုပ်ပြလိုက်ပါသည်တရိုးရိပ်တွေစွန့်ထင်းနေတဲ့မောင်ရဲ့မျက်နှာကိုကြည့်ပြီးသူ့ပုံစံကပြန်ရခတ်သွားပါသည်မောင်ဒီကိုအော်မင်းညနေဘာလို့မအားဘူးဆိုတာအခုမှပဲသိတော့တယ်ရှားတယ်ရတယ်ငါ့ကိုမြင်လို့ဘာမှအားနာကြမလို့ပါဘူးမြင်ပြောမြူးတယ်စိတ်ချမ်းသာတယ်ဆိုရင်ပြီးတာပါပဲစကားကိုပြုံးပြီးပြောနေပေမဲ့ရှက်စိတ်ဒေါသစိတ်ယူချိုးမရတဲ့စိတ်တွေကြောင့်မောင်ကိုချင်နေပြီးညနာပေါ်သွေးကြောမြင်တွေကတလုံးလုံးဖြစ်ကနေသည်မဟုတ်ဘူးသူရှင်းပြဖို့အတွက်ကောင်းသားတို့ကပ်လာပါသည်လက်ကုံမင်းကလေးကဖြတ်ကနေနှမ်းဆွဲလိုက်လေသည်ကိုပြေကပဲတော့မလို့လေဟာသူဘာလို့ရမယ်မသိမောင်ကိုတောင်းပန်တယ်လို့ကြည်လာပါသည်မောင်ခေါင်းကိုတဆက်ဆက်ညင်ကငါသွားတော့မယ်ဟုပြောပြီးတာနဲ့ခက်မြက်မြက်ပဲပြည့်ထွက်လာခဲ့လိုက်ပါသည်သူလိုက်လာမလားဆိုတဲ့အတွေ့အကြုံနဲ့လည်းမောင်လည်းမကြည့်ရတော့ပါဘူးတင်ညာတက်တဲ့သူကိုမောင်စိတ်နာသွားရပြီဖြစ်သည်မောင်သူ့ကိုချစ်ခဲ့တာလေနှလုံးသားကမျက်နှာလုံးလုံးညစ်ကကချစ်ခဲ့တာပါသူနဲ့ချစ်ပြီးခဲ့ကတဲ့ကိစ္စကိုပဲဖြစ်ဖြစ်မောင်ဘက်ကအမှန်တိုင်းသိစေခဲ့တာကြီးပါပဲတကယ်ချစ်ကြတဲ့ချစ်သူတွေမှာတင်ညာမှုဆိုတာလိုအပ်တဲ့အရာမှမဟုတ်ပဲလေမောင်မဟုတ်တဲ့မိန်းမတယောက်နဲ့သူ့မွေးနေ့မှာဖះတို့ဆုံတွဲလာခဲ့သည်ဖះအတူတူလို့ရေဆက်ဆုံးရတယ်ဆိုရင်သူအဲ့ဒီမိန်းမနဲ့ပဲတဘဝလုံးရေဆက်ဆုံးလိုက်ပါတော့ဒလိကဘက်ကိုမရောက်တော့ပဲဇောင်းနှန်းကနေဘလို့ပြေးစင်းလာခဲ့တယ်လဲပင်မသိတော့ပါဝင်းနေစိတ်ကြောင့်မျက်ရည်တွေကထိမ့်သိမ့်မရနိုင်အောင်ကြာနေရသည်ဘီနာကဖြစ်သွားသောသူတွေကတောင်တက်ကြည့်ကြတာကိုသိပေမဲ့မူလာကိုရက်တန်းလို့မရခဲ့ပါ
အိမ်ကိုဘလို့နီးမျိုးနီးနဲ့ပြန်ရောက်လာခဲ့မှန်းပင်မသိနိုင်အောင်ပါမောင်တိတာတစ်ခုပဲရှိတော့သည်သူနဲ့မောင်နဲ့ဇလန်းဒီနေ့မှပဲအဆုံးသတ်သွားခဲ့ပါပြီမောင်ကိုမချစ်လို့လိန်ညာပြောတတ်တဲ့သူတယောက်ကိုမောင်ကလည်းချစ်သူအဖြစ်မတတ်မှတ်နိုင်တော့ပါသူရဲ့ဖြစ်ရှင်းစကားတွေကိုလည်းနားပြောင်ခြင်းမှာမောင်ရင်ထဲမှာနားနေတာပဲသိသည်ဟန်ကတော့သူ့ကိုချစ်လွန်လို့သူ့မွေးနေ့မှာသူမအားတာတောင်ကိုကဂရုတစိုက်နဲ့ဖះသူ့သွားပေးခဲ့သည်သူကတော့မောင်မဟုတ်တဲ့မိန်းကလေးတယောက်နဲ့စုံတွဲခုတ်လာသည်။အိုးတွေးလိုက်တိုင်းနာကြီးစရာတွေကြီးပါပဲ။မောင်သူ့ကိုချစ်မိတာမှားပါပြီ။ဘလို့ဖြစ်ကြတာလဲမောင်ရင်စုပြေကလည်းခဏခဏငါစီလာပြီးပြောပြရှင်းပြနေတာ။ငါအိမ်ကတောင်ဘာဖြစ်လို့လဲဆိုပြီးမေးကုန်ကြပြီ။သူပြောတာတွေနားထောင်တော့လဲဟုတ်နေတာပါပဲ။မင်းကစိတ်ကြီးနေတာ။သူနဲ့တွေ့ပြီးအကျိုးအကြောင်းနားထောင်လိုက်လဲပြီးတာပဲကိုဟုတ်ခင်သားကစိတ်မကောင်းတယ်လို့လေတဲ့နဲ့ပြောနေပြီမဲ့လေမောင်ကခေါင်းကပြားလိုက်သည်လို့ချင်တာလုပ်ပြီးမှရှင်းပြတောင်းပန်နေလို့လေဘာထူးမှလဲငါကောင်မရှင်းပြနဲ့ရှားတယ်ရှင်းပြတဲ့အလုပ်ကိုငါလည်းဘယ်တော့မှမလုပ်ဘူးရှင်းပြနေရတယ်ဆိုကြတဲ့ကရှုပ်ထားလို့ပဲသူ့ရှုပ်တယ်ငါမကြားချင်ဘူးဒီလိုလည်းဘယ်ဟုတ်ပါမလဲမောင်ရင်သူ့မိဘစကားကိုသူကငကိုတွေကနားထောင်ရတဲ့သူလေသူကလည်းပြောပါတယ်နင့်ကိုကြောက်လို့အမှန်တိုင်းမပြောမိတာကလွင်ရင်ချန်တာသူ့မှာအပြစ်မရှိပါဘူးတဲ့မယုံရင်သူ့အမေကိုပြခိုင်းမယ်တဲ့နေရတယ်ဟာနဲ့သူနဲ့ကိစ္စမှာလူကြီးတွေဝင်ပါစရာမလိုဘူးသူ့မိဘစကားကိုသူနားထောင်ရတယ်ဆိုတော့သူနဲ့တွဲတဲ့မိန်းကလေးကိုလည်းသူ့မိဘကျင်းနာအောင်လို့မြင်မြန်လက်ထပ်လိုက်လေမြင်ကလည်းပြောလိုက်ရင်ပိုဆိုးတဲ့စကားတွေကြီးပဲအခုကိစ္စကမင်းတို့နှစ်ယောက်ပြေလည်ဖို့အတွက်ပြောနေတာလေဟင်ငါမပြေလည်ခြင်းဘူးဘလို့ပဲညင်ကြီးသူနဲ့ပတ်သက်ပြီးဟောင်းဘကတင်းမာနေစေဖြစ်သည်သူ့ကိုအချစ်လွန်နေတဲ့အတွက်ဟောင်းဘကပို့ပြီးအမျက်ကြီးနေတာလေပါသည်သူစီကနီးမျိုးစုံနဲ့ဆက်သွယ်လာတဲ့အကြောင်းမျိုးကိုလည်းတက်နိုင်သလောက်မောင်ကရှောင်ရှားနေမိ၏အိမ်ဝင်လာခဲ့ရင်လည်းဒွန်းနန်းကိုတေချာမှာထားတာကြောင့်တကားပင်ဖွင့်မပေးခဲ့ပါဖုံးဆက်ရင်လည်းမောင်ကဖုံးကိုဘယ်တော့မှစမကင်တော့တာကြောင့်သူနဲ့စကားပြောဖို့အချင်းကြီးကဖန်တီးလို့မရကိုဖြစ်နေခဲ့သည်တလားနလားကြာသည့်အထိကိုဟောင်းဘကအဆက်အသွယ်ဖြစ်နိုင်ခဲ့ပါသည်လူကသာသူနဲ့မခေါ်ဘူးအဆက်အသွယ်မလုပ်ဘူးလို့တင်ထားနေပေမဲ့သူ့ကွင်ရကနေမောင်အမြဲတမ်းသူ့အရေးအခြေသူ့တည်င်းတွေကိုတော့ရှားရင်ရတယ်လို့အခက်အခဲစုံစမ်းနေစေဖြစ်ပါသည်စေကပြန်တိုင်းမောင်တို့အိမ်ဘက်စီမျက်လုံးလေးဝှေ့ကသူကြည့်လိုက်တိုင်းခိုးကြည့်နေတဲ့နေရာမှာမောင်မျက်ရည်ကျရသည်တခါည9 နာရီထိုးတိုင်းဖုံးမိတန်ကြရပြီးအိမ်ကတယောက်ကိုင်းလိုက်တဲ့အခါဘာမှမပြောဘဲငြိမ်သက်တာလဲသူဖြစ်မင်းဆိုတာမောင်သိရပေါ့မျက်ရည်ဝဲစားဖြင့်ဖုံးကိုသာစိုက်ကြည့်ပြီးပေါင်ငြိမ်သက်နေကြရတဲ့ညတွေနည်းနည်းမနှောပါသူနဲ့အဆင်မပြေဖြစ်တယ်ဆိုတာကိုမေသိပေမဲ့လည်းဘာဆိုဘာမှမပြောဘဲမသိချင်သာစောင့်နေသည်မောင်ကတော့ဝေးကွာနေတဲ့သူ့ကိုသာတားလန်းစွနေခဲ့မိပါသည်အတူတဆများလမ်းမှာသူနဲ့ကြုံလို့သူတော်မောင်ကိုအတင်းကရောတောင်းမရင်ပြန်ပြေးလေလိုက်ဖို့အထိကိုမောင်ကတိတ်တခုတွေးထားမိတာပါသူနဲ့များဆုံးရမလားဆိုတဲ့အတွေ့ဖြင့်တယောက်တည်းအပြင်ကိုလည်းခဏထွက်မိသည်သူမသိအောင်လဲသူ့ဆိုင်ပုံဝင်ခြင်းမှာချောင်းကြီးခိုးကြီးလုံးမိပါသည်တနေ့ရောမောင်အပြင်ကပြန်လာလို့ကားလန်ကူးနေတော့သူမောင်းလာတဲ့ကားနဲ့ဒီပွိုင်မှာတပ်ပင်းကိုတိုးမိပါတော့သည်သူကားမှန်းသိရနဲ့မောင်းရင်နေဒင်ကနေခုံသွားကလူကလမ်းလျှောက်လို့ပင်မရောက်နိုင်အောင်ပါဒီပွိုင်မှာမင်းညီနေတာကြောင့်သူကမြန်ဆန်ပင်ကားပေါ်ကဆင်းချလာသည်ဈေးသိမ်းကြီးဖြစ်နေရကြောင်းပတ်ဝန်းကျင်မှာလူတွေကလည်းအများကြီးပါသူလိုက်လာတဲ့ဆိုတာကိုမျက်လုံးတောင်ကနေတွေ့နေရတာကြောင့်စိတ်ထဲမှာပျော်သွားရသည်သူကရှိတဲ့ပြီးမှတ
ထန်လာတာဘသူလဲဆိုတာကိုတော့လှည့်မကြည့်ဖြစ်ပါသူကခြေလက်မြင်မြင်နဲ့သွားနေတဲ့မောင်ကိုမြှောင်လက်ကိုအရင်လှမ်းဆွဲကထားသည်သူ့ရဲ့အထီးတွင်းနဲ့တင်မောင်တကိုယ်လုံးညှိုးထွေးပူထူသွားပါသည်မျက်ရည်ကလည်းဝဲချင်လာရသည်မောင်သိချရတဲ့သူကိုမခွဲကြည့်မြခွဲထားရတာဘလောက်တောင်များကြခဲ့ပြီလဲနော်